ီရန်ကဘာလို့ကလစတာဘုံတွေကိုအသုံးပြီးတိုက်ခိုက်ခဲ့တာလဲကလစတာဘုံဆိုတာဘယ်လိုမျိုးလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်ဒီဘုံကိုအစ္စရေးဘက်ကကြားဖြတ်ဟန်တာဖို့ခက်ခဲသွားစီခဲ့ပါပဲဘာလို့လဲဆိုတော့ဒီဘုံကတီးခြားစီထင်းနေတဲ့ဘုံငယ်လေးတွေအများကြီးနဲ့ဖွဲ့စည်းထားလို့ပါပဲတလုံးချင်းစီမှာလည်းကိုပြောက်နှီးပညာနဲ့ထိတ်ဖူးတွေတက်ဆင်ထားပါတယ်ကလစတာဘုံရဲ့အတွင်းရပြင်းနဲ့ပုံထမ်းကရိုးရိုးဘုံတွေနဲ့တူပေမဲ့သူ့ထဲမှာဘုံငယ်လေးတွေအမြောက်အများပါဝင်နေတာပါဒါကြောင့်လေသူ့ကို submunition ဘုံလို့လည်းခေါ်ကြပါတယ်ဒီကလစတာဘုံတွေကိုမြေပြင်လက်နက်တွေကနေပြည့်လွတ်နိုင်သလိုလေယာဉ်ပေါ်ကနေလည်းကျဲချနိုင်ပါတယ်ဥပမာပြောရရင်အမေရိကန်ရဲ့ B-52 ဘုံကျဲလေယာဉ်ဟာ GBU-107 ကလစတာဘုံအမြောက်အများကိုတပြိုင်တည်းသဲဆောင်နိုင်ပါတယ်ကလစတာဘုံတစ်လုံးစီမှာ10ခန်းတန်းကနေရာခန်းတန်းအထိရှိတဲ့ဘုံငယ်လေးတွေပါဝင်ပြီးတစ်လုံးချင်းစီမှာတီးခြားထိပ်ဖူးနဲ့စနက်တန်တွေတက်ဆင်ထားတာပါအမြင့်ကနေကျဲချလိုက်တဲ့အခါဒီဘုံငယ်လေးတွေဟာနေရာအနှံ့ကိုပြန်ကျဲသွားပြီးဘောလုံးကွင်းအတော်များများစာလောင်းရှိတဲ့ area ကိုအလွယ်တကူလွှမ်းခြုံနိုင်တယ်လို့ Global Network ရဲ့အစီရင်ခံစာအရသိရပါတယ်မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့အစ္စရေးနဲ့အီရန်ပဋိပက္ခမှာတော့အီရန်ကအစ္စရေးဘက်ကိုဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ပါတယ်။အဲ့ဒီဒုံးကျည်မှာကလစတာဘုံဒီကျဲဆောင်လာတဲ့ထိပ်ဖူးအနည်းဆုံးတစ်ခုပါဝင်ခဲ့ပါတယ်။ဒီဒုံးကျည်ဟာမြေပြင်အထက်9ကီလိုမီတာလောက်အမြင့်မှာဘုံငယ်လေးပေါင်း20ကျော်ကိုထုတ်လွှတ်လိုက်တာပါ။ဘုံငယ်လေးတွေအရွယ်အထွေများပြားတာရဲ့ပြန့်ကျဲသွားတဲ့ area ကျဲဝန်းတာရဲ့ကြောင့်ဒီကလစတာဘုံဟာ area အကျယ်ကြီးကိုဖျက်ဆီးနိုင်ုံတင်မကပဲကြားဖြတ်ဟန်တာဖို့လည်းအလွန်ခက်ခဲသွားစေပါတယ်။ပိုပြီးစိုးရိမ်စရာကောင်းတာကတော့စစ်ပွဲပြီးသွားလို့နှစ်အတော်ကြာတဲ့အထိဒီကလစတာဘုံတွေကမပေါက်ကွဲပဲကြံနေတတ်တဲ့နှုံအလွန်မြင့်မားနေတာပါပဲ။မြေပြင်ပေါ်ကြားပြီးမပေါက်ကွဲပဲကြံနေခဲ့တဲ့ဘုံငယ်လေးတွေဟာမြုပ်မိုင်းတွေလိုဖြစ်နေပြီးအရာသားတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်ရေရှည်ချင်းဖြောက်မှုတစ်ခုဖြစ်နေစေပါတယ်